ကဘာဖလားဘောလုံးဝဲဖမ်းနေတဲ့မိတ်ဆွေများကိုဒီနေ့ဗန်းပုံစံလေးပြပေးမယ်နော်ဒီဘက်ကဒီဗန်းဖြူကြီးရတာထိုင်းကွန်ကို88.5ကိုဖမ်းထားတာနေသားလေးဒီဘက်ကဟာ119ဘင်္ဂလားဒေ့ရှ်တို့ကိုဒါဖမ်းထားတာလဘောဝဲကြည့်လို့ရတယ်နော်အဲ့တော့ဒီဘက်ကဘာကြီးတယ်သူ့ရဲ့ဒီ enemy position လေးကဒါသိရနော်ထိုင်းကွန်ကဒါအခုဒီ119က position လေးနည်းနည်းကြည့်ဟုတ်ပြီနော်ပြီးတော့ဘန်းရဲ့အနေအထားပေါ့နော်ဘန်းအဆောင်အနေအထားဒါထိုင်းကွန်ကဘန်းဆောင်ရတဲ့အနေအထားနောက်တစ်ဘက်ကဒါအခု119ကိုဖမ်းရတဲ့ဘန်းဆောင်အနေအထားပေါ့နော်နည်းနည်းတော့ကွာကောင်းကွာမယ်ပေါ့နော်ဒါခမန်းကြီးပေါ့နောက်ဒီထိုင်းကွန်ကသူကပေါ့နော်အနောက်တောင်ပေါ့အနောက်တောင်ပဲလှည့်ရတာဒီကောင်ကြတော့အရှိတောင်ဘက်ကိုလှည့်ရတာဖမ်းလို့လွယ်တယ်ကွင်းမြင်ရှင်းနေဆိုရင်တော့ဖမ်းလို့လွယ်တယ်ဒီကျဲတယ်မှာနော်အခုဘန်းအနေထားလေးကိုအရင်ချိန်ကြည့်ပေါ့